ဒေနာတဘေဒုက္ခယံဒုဇနာဣဋ္ဌသမင်္ဂိနောပရေတံဟိတမိတ်စေယံဟိတံမေဣစ္ဆတံပရောနေညတ္တဒုက္ခမိတ်စေယံမာမေဒုက္ခဣစ္ဆတံပရောနာဟိတိယံပရံပါဏံမာမံဝိဟိတတံပရောနာသမဝေအဟံဝေရိမာဝေရိဟောတုမေပရောကုမေကိသဝေဝေဇတောသူမကယံတုပါဏိနောဝေကေသဟံဝေဝေဇတောဥဇုံသူမကကောဘဝေတေနာထိုကုသောအထုကြောင့်သဗ္ဗေအလုံးစုံကုန်သောဇနာတတ္တဝဟုနတ်လူမြမပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂိနောလိုအပ်သမျှဣဋ္ဌထွေထွေจิตသည်အမျိုးမျိုးနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုစိတ်ရှင်လန်း၍ချမ်းချမ်းသာသာရှိကြပါစေကုန်သတည်းအဟံငါသည်ပရိသံသူတစ်ပါးတို့ဤဟိတံအကျိုးစီးပွားကိုအိစေယံလိုလားနှစ်တရလိုဤပရောစသူတစ်ပါးကလည်းမေငါဤဟိတံအကျိုးစီးပွားကိုအိစတံလိုလားနှစ်သက်ပါစေတည်းအဟံငါသည်အညတ္တသူတစ်ပါးဤဒုက္ခဆင်းရဲကိုနာအိစေယံမလိုလားမနတရလိုပရောစသူတစ်ပါးကလည်းမေငါဤဒုက္ခဆင်းရဲကိုမာအိစတံမလိုလားမနတပါစေတည်းအဟံငါသည်ပရံပါဏံတပါသောတတဝါကိုနာဟိတေယံမငြင်းစေရလိုပရောစသူတစ်ပါးကလည်းမံငါကိုမာဝိဟိတတံမငြင်းစေပဲရှိပါစေတည်းအဟံငါသည်ပရိသံသူတစ်ပါးတို့ဤဝေရိယံသူသည်နာဘဝေမဖြစ်ရလိုပရောစသူတစ်ပါးကလည်းမေငါဤဝေရိယံသူသည်မဟောတုမဖြစ်ပဲရှိပါစေတည်းပါဏိနောတတ္တဝါအပေါင်းတို့သည်ကုမေကိသလမ်းဆိုလမ်းယုတ်ကို၎င်းဝေကိသလမ်းကောင်းလမ်းညစ်ကို၎င်းဝေဝေဇတဝါရှောင်းကွယ်ဖယ်ခြင်း၍သူမေကံကောင်းသောလက္ခဏီတို့ဥဆုံးဖြောင်းဖြောင်းမှန်မှန်ယံတို့လိုက်သွားနိုင်ကြပါစေကုန်သတည်းအဟိံစာငါတိတမူလေကုမေကိသလမ်းဆိုလမ်းယုတ်ကို၎င်းဝေကိသလမ်းကောင်းလမ်းညစ်ကို၎င်းဝေဝေဇတဝါဖယ်ခြင်းရှောင်ကွင်း၍ဥဆုံးဖြောင်းဖြောင်းမှန်မှန်သူမကာကောလမ်းမှန်လမ်းကောင်းသို့လိုက်သွားနိုင်သည်ဘဝေဖြစ်ရပါလို့ဤဝါဖြစ်ရပါလို့တော်ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုသာဓုသာဓုသာဓုကဲအမြဝေကြမယ်